ကအဲ့ဆိုလို့ရှိရင်စီစဉ်လေးနည်းနည်းလေးချိန်မယ်နော်ဆက်လက်ပြီးတော့ပဲမျိုးတရားဆိုတဲ့အကားလှလေးကိုညီမလေးအေးစန္ဒဖြိုမြတ်သစင်ခိုင်အေးမြတ်မွန်နဲ့လှရင်ရင်မေတို့အေးမိုးမိုးချော်တော့ကနေပြဆက်ဖက်ပြပေးပါမယ်ရှင်တော့ပါလေတော့ပါတော့ကျွန်တော်တို့ကားတွေတက်ဖို့ပြင်ပန်းနေဆင်းလိုက်တိုက်လို့